ရလာပြတယ်မျိုးသမီးဆိုအဲ့လိုပဲနော်လမ်းလည်းမလျှောက်နိုင်နာလို့အဲ့ဒါဘာမှမဟုတ်ဘူးအယိုးကလေပြော့နေတယ်ကက်ဆဖိုင်းမဖြစ်တော့နော်ဗိုက်တမင် D မရှိတော့အယိုးကပြော့နေတဲ့အခါမှာအဲ့ဒီပြော့ပြော့အောင်ဂျယ်လီလိုပဲဒီအယိုးရဲ့အပြင်ကဒီ periosteum ကိုတွားပြီးပြီးအဲ့ကကြအရန်နာအဲ့တော့ဒီလူတွေကလေကျမပြောနေတာနေလန့်နော်15မိနစ်လောက်နောက်ပြီးတော့တက်နိုင်လည်းတော့ပေါ့နော်ဒါလောက်ကြည့်စေးမကြည့်ဘူးဗိုက်တမင် D ကတခြားလက်စာရည်တဲ့ဆိုင်တော်တော်လေးပေါ်တယ်နော်ဘယ်လောက်ကြည့်တောက်လို့ရမလဲဆိုတာနောက်တစ်ခုမေးဖို့ပေါ့နော်အဲ့လိုယောဂအကြီးအကျယ်ဖြစ်နေရင်တော့ကျမကတော့ဘယ်လောက်ပေါက်စေခြင်းလဲဆိုတာအနည်းဆုံး1000ဘာလို့ဆို9000အားလာတယ်လေဒါပေမဲ့ဒီအခုတို့ဒီဆရာဝန်တွေပြခန်းတာကအများဆုံးက1000 2000တောက်လို့လုံးဝမရအထူးသဖြင့်ဒါဟိုပါပေါ့နော်ဘာယောဂဘာမဖြစ်ဘူးကိုယ့်ယောဂမဖြစ်အောင်ကာကွယ်ခြင်းလဲဆိုရင်တမျိုးဒါပေမဲ့အဲ့လိုယောဂ၄နာရီပါအကြီးအကျယ်ဖြစ်နေပြီနော်အာဖရိကစ်တွေပါအကြီးအကျယ်ဖြစ်နေပြီဆိုရင်အဲ့ဒီလူတွေကအနည်းဆုံး1000တောက်ရမယ်ဒါပေမဲ့တခုရှိတာဒီမှာကတော့ lab တွေက vitamin D level ဖောက်လားမဖောက်လားကျမလည်းမသိနော်ဖောက်လို့ရှိရင်တော့ baseline တော့ဖောက်ထားကြနော်ဘာလို့ဖောက်ရမလဲဆိုတော့ရိုးရိုး vitamin D မဟုတ်ဘူးနော်25 hydroxy vitamin D အဲ့ဒါကိုဖောက်ကျမရေးပေးမယ်အဲ့ဒါကိုတော့ဖောက်ကြည့်ကြအများသောအားဖြင့်လူတွေကလေဟိုအောင်မှာနော်အနည်းဆုံးဘယ်လောက်ရှိရမလဲဘယ်လောက်ရှိတယ်လဲနော်ယောဂါတွေမကြည့်အောင်အနည်းဆုံးဘယ်လောက်ရှိတယ်လဲဆိုတော့40ကနေ60အကောင်းဆုံးကိုယ်ခန္ဓာကိုထိတ်ဆုံးရောက်ချင်တယ်ဆိုရင်တော့90ကနေ100များသောအားဖြင့်ဒီနောက်ရောက်တာနော်များသောအားဖြင့်30ဒါတော့မှမှန်ဗိုက်တမင် D တောက်နေတဲ့လူတွေနော်30 20ဆိုတော့ဓာတ်မောရှိတဲ့လူတွေကလေကင်ဆာဖြစ်ဖို့လမ်းတိတ်ညာနော်ကင်ဆာတွေမကောက်အောင်တခြားယောဂါတွေပေါ့နော်ပုံမျိုးစုံ virus ကြောင့်ဖြစ်တဲ့ယောဂါတို့ bacteria ကြောင့်ဖြစ်တဲ့ယောဂါအများဆုံးဝင်နိုင်အဲ့တော့ဒါကဘာလို့လို့ရလဲနေကမ်းလို့ရတဲ့ကိစ္စကြီးလေဟုတ်တယ်မလားမှန်ပါပေါ့နော်ဒါပေမဲ့ကျွန်မပြောတာဒီအကြောင်းတစ်ခုတည်းကြောင့်တော့မဟုတ်ဘူးအကြောင်းဆိုတာမျိုးမျိုးရှိတယ်ဒါပေမဲ့အကြောင်းတစ်ခုကိုဖယ်ထုတ်နိုင်ရင်မဆုံးဘူးလေဟုတ်တယ်မလားဘာလို့ဆိုတော့လူတွေကယောဂါတိတ်ညာနေဖြစ်တယ်အဲ့ဒီတော့လေနောက်တစ်ခုရူကဘာလဲဆိုတော့နောက်တစ်ခါဒိုးစိတ်တွေမျိုးလာတယ်လေနော်ဟိုပါပေါ့100 unit တောက်တိုင်း100 international unit တောက်တိုင်းဘယ်လောက်တက်လဲဆိုတော့အကျဉ်းချင်းပြတ်လို့ရတာ1 nanogram per ml တက်တယ်ဒါခန္ဓာကိုယ်ကဥကဆုပ်အားကောင်းရင်ပေါ့နော်အဲ့တော့ကိုယ့်ကမှန်းလို့ရတာပေါ့နော်ကိုဘယ်လောက်တောက်ရင်ဘယ်လောက်တက်လာပြီလေဒါပေမဲ့လို့ဒါကတော့အကျဉ်းချင်းပြောတာပေါ့နော်ကိုယ့်ရဲ့ဥကဆုပ်အားမကောင်းဥကလည်းမကျန်းပါဘူးဆိုလို့ရှိရင်တောက်တယ်လို့လည်းရချင်မှရမယ်ဒါပေမဲ့အကောင်းဆုံးကလေအဲ့လို basic များတောက်ပြီးရင်တွေးတော့ပြန်ဖောက်အရင်ဆုံးမတောက်ခင်ဖောက်ထားလိုက်ကိုယ့်ရဲ့ baseline သိရတယ်နော်အဲ့ဒါဒီအားအရင်အရေးကြီးရနော်ဒါကြောင့်မလို့အခုနောက်ပိုင်းလူတွေကဟိုပါပေါ့နော်တွေးသွားစစ်ကြတယ်ယူရီးယားမှာပဲဖြစ်သွားကြတယ်လေလူတွေကျမကြည့်လိုက်တိုင်းမပါဘူးအရင်အရေးကြီးတယ်ဟာဒါကကိုယ့်အသက်ကိုကယ်မဲ့ဟာလीနော်ဆိုတော့ဒီအားအရင်အရေးကြီးတယ်တခုပေါ့နော်နောက်ပိုင်းပြောဦးမယ်အဲ့ဒီဘာတွေဖောက်တင်တယ်လဲဆိုတော့ဒါ general 100 international unit တောက်တိုင်းတတ်မှတ်တယ်နော်ဥမာ1000ဆို10မှတ်ပေါ့ဒါပေမဲ့လို့ဒါက general ပေါ့နော်ရေဘူးရအားဖြင့်ပြောအဲ့တော့နောက်တစ်ခါတွေးဖောက်ရင်နော်ဆရာဝန်ပြောကျမတို့ဒီဟာဖောက်ချင်တယ်နော်